Hello အားလုံးပဲမင်္ဂလာပါဗျာအင်္ဂလိပ်စကားပြောတတ်ဖို့အလွယ်ကူဆုံးကစာကြစို့ဆိုတဲ့ကျွန်တော်ရဲ့ဆောင်ပေါ်လေးအတိုင်းပဲဒီကနေ့မှာတော့ something adjective anything adjective nothing adjective someone adjective ဆိုတဲ့အသုံးအနှုန်းလေးတွေကိုအသုံးပြုပြီးတော့စကားပြောလေ့ကျင့်ကြမယ်ဗျာ I'm hungry ငါပိုက်စားနေပြီ Okay let's eat something delicious အရသာရှိတဲ့ဟာတစ်ခုခုလောက်စားကြတာပေါ့ good idea သိကောင်းတဲ့ကြံ့ညံ့မယ် This room feels empty ဒီခန်းကတစ်ခုခုလုံးနေသလိုခံစားရတယ် Yeah we should add something colorful ဆေးရောင်စုံတဲ့ဟာတစ်ခုခုတော့ထည့်သင့်တယ် Like painting ပကြီးကားတစ်ချက်လို့လား What should I wear ငါဘာဝတ်သင့်လဲ You can wear anything comfortable ပပဖြစ်မဲ့အရာပဲဝတ်လေ Okay I will choose this ငါဒါကိုပဲရွေးလိုက်မယ် What do you want to eat မင်းဘာစားခြင်းလဲ I'll eat anything spicy စက်တဲ့အရာလေးတစ်ခုခုစားမယ်လေ Great let's order curry ကောင်းပြီလေဟင်းမှာကြစို့ရဲ့ Is there anything to watch ကြည့်ရတစ်ခုခုရှိလား No there is nothing interesting ဘာမှစိတ်ဝင်စားစရာတစ်ခုမှမရှိဘူး Let's go out instant အဲ့လိုဆိုလဲအပြင်သွားကြစို့ရဲ့ What did you find in the bag လွေးထရမင်းဘာတွေ့လဲ Nothing useful အသုံးဝင်တာဘာတစ်ခုမှမရှိဘူး Oh that's disappointing တကယ်စိတ်ပျက်စရာပဲ Who can help me with this problem ဒီပြဿနာနဲ့ပတ်သက်ပြီးငါ့ကိုဘယ်သူကူညီပေးနိုင်လဲ Ask someone experienced အတွေ့အကြုံရှိတဲ့လူတစ်ယောက်ကိုမေးလိုက်လေ That's a good idea ကောင်းတဲ့အကြံဉာဏ်ပဲ I want to talk to someone kind ကျန်တဲ့လူတစ်ယောက်ကိုစကားပြောချင်တယ် You can talk to your teacher ကိုမပြောလို့ရတယ်လေ Yes she is very kind ဟုတ်တယ်သူမအရင်တနာကျင်တာတတ်တယ်ဒီကနေ့သင်ခန်းစာလေးရနေတခုခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ